ဒီဟာတော့အောက်ခံစီမှုတ်ထားတာဖြစ်ပါတယ်ကားရဲ့နာမည်ကတော့ခီယာပါကိုရီးယားထွက်ဖြစ်ပါတယ်မနေ့ညကမှအောက်ခံစီထည့်ထားတာဖြစ်ပါတယ်ဒီနေ့ညကြရင်တော့သူ့ရဲ့body သားဆေးရောင်မှုပေးရမှာဖြစ်ပါတယ်ဒီအောက်ခံစီတွေအကုန်လုံး balance ဖြစ်အောင်ဟိုဘက်စားပေးရအောင်မှာဖြစ်ပါတယ်အယောင်ကတော့အနီရောင်ဖြစ်မယ်အခုကတော့အောက်ခံစီကပန်းရောင်ပုံစံလေးနဲ့အောက်ခံစီမှုတ်ထားတာစီမှုတ်တဲ့ခါကျရင်အယောင်အရန်ကြီးအယောင်မပြေးတော့အောင်ပေါ့နော်